အောင်လန်းနဲ့လောက်တာခံလိုက်ရတာဒါပေမဲ့မအောင်မြင်တဲ့အတွက်အကျိုးဆက်ကိုတော့ပြုသူပါပဲခံလိုက်ရတယ် ကျွန်တော်ကိုသေစေချင်တော့တဲ့အထိမုန်းတဲ့သူဆိုတာမရှိဘူး မင်းကလူတစ်ယောက်ရဲ့စိတ်ကိုဘယ်လောက်တောင်သိနိုင်မှာမို့လို့လဲအခုလောက်ဆိုလို့ရှင်မင်းကိုလှုပ်တဲ့သူကသူ့တက်သူစုနေလောက်ပြီမင်းဒီကနေပြန်သွားတာနဲ့သူ့အလောင်းမင်းတွေ့ရလိမ့်မယ် ကျွန်တော်ဒီကနေပြန်နေဆိုရင်နေရာမှန်ကိုကျွန်တော်ရောက်တယ်ကျွန်တော်ဒီရိုလာမယ်ဆိုရင်အမြဲတမ်းမျက်စိလဲပြီးအကြောင်းတစ်ခုခုရှိမှပဲကျွန်တော်ရောက်လာတယ်အဲ့ဒီအကြောင်းတစ်ခုခုကဘာလဲဆိုတာကျွန်တော်မစဉ်းစားတတ်တော့ဘူးဗျာ လွယ်လွန်းရင်ပေါ်တယ်တန်ဖိုးရှိတဲ့အရာလွယ်လွယ်နဲ့ဘယ်ရလိမ့်မလဲအဲ့ဒီလိုပဲတို့တွေရဲ့ဖြစ်တင်မှုကတန်ဖိုးရှိတဲ့အတွက်အဖြေကိုတော့မင်းဖာသာမင်းစူးစမ်းပြီးရှာဖို့ Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။